မင်္ဂလာပါဒီနေ့ခေတ်ဘိုးကတကယ်ကိုရှုထွေးမြန်ဆန်လာတော့လေစိတ်ထဲမှာတွေးပေါင်းစုံကလည်းတရစ်ဆက်လဲပတ်နေတာကြရမို့လားဟုတ်တယ်အလောခိစားတဲ့မိသားစု social media အကုန်လုံးပဲ ဟုတ်ပါအဲ့ဒီကြားထဲမှာစိတ်ကအတိတ်ကိုပြန်ရောက်လိုက်အနာဂတ်အတွက်ပူပန်လိုက်နေအခုလက်ရှိမှာကိုမရှိတော့သလိုခံစားရတာမျိုးလေအဲ့ဒါတူတူမြများကြုံနေရတဲ့အခက်အခဲပဲဆိုတော့လေဒီလိုစိတ်ရဲ့ပြေးလွှားနေမှုကိုခဏရပ်ပြီးတော့အခုဒီမှာပဲငြိမ်သက်မှုရှာလို့ရမယ်နီလန်းတစ်ခုကိုဒီနေ့ကျမတို့နည်းနည်းကြည့်ကြပါမယ်ကောင်းပါတယ်ကျမတို့လက်ထဲမှာရှိတဲ့ဖြစ်စီမှုကင်းဝေးညီချမ်းရဲ့အတွက်တတိပဋ္ဌာန်နီလန်းများဆိုလဲအကြောင်းအရာကောင်းတို့ခတ်တွေကနေအဓိကကြတဲ့ချက်လေးတွေထုတ်ပြီးဆွေးနွေးကြမယ်ပေါ့နော်ဟုတ်ကဲ့ mindfulness ပေါ့တတိပဋ္ဌာန်ဆိုတာကိုလူတွေကြားဖို့နေပေမဲ့တကယ်ကဘာလဲဆိုတာအသေးစိတ်လေးပြောကြည့်ကြရအောင်ဟုတ်ကဲ့တတိပဋ္ဌာန်ဆိုတာကလေအခြေခံအဖြစ်တော့အခုပြစ္ဆုတ်ပန်တဲ့မှာအခုဒီအခိုက်အတန့်မှာဖြစ်နေတာတွေကိုလေရေချက်ရှိနဲ့ပြီးတော့အရေးကြီးတာကကောင်းတယ်ဆိုးတယ်လို့တရားထဲမဆုံးဖြတ်ပဲအာယုံဆိုင်နေတာတတိထားနေတာကိုပြောတာပါအော်တရားထဲမဆုံးဖြတ်ပဲဆိုတဲ့အပိုင်းကစိတ်ဝင်စားစရာပဲဆိုတော့ကိုအတွေးတွေခံစားချက်တွေကိုပယ်လိုက်တာမဟုတ်ဘူးပေါ့လုံးဝမဟုတ်ပါဘူးအဲ့ဒါအရေးကြီးတယ်တရားထဲမဆုံးဖြတ်ခြင်းဆိုတာကကိုမှဖြစ်ပေါ်လာတဲ့အတွေးတွေခံစားချက်တွေကိုမဖြစ်ရဘူးဆိုပြီးတားတာအဖယ်ရှားတာမဟုတ်ဘူးဟုတ်ကဲ့သူတို့ဖြစ်နေတာကိုငါခုစိတ်တုံနေပါလားငါစိတ်ထဲမှာဒီလိုအတွေးတွေပေါ်နေပါလားဆိုပြီးတော့စူးစမ်းတဲ့စိတ်နဲ့လက်ခံပြီးအတိအမှတ်ပြုလိုက်တာမျိုးပါအဲ့ဒါမှပါကြတယ်ဘာလို့လဲဆိုတော့လူတွေစိတ်ဖိစီးတယ်ပူပန်တယ်ဆိုတာတွေကတကယ်တော့အနာဂတ်အတွက်ကြိုးပူတာတွေဟုတ်တယ်ပြီးတော့အတိတ်ကဟာတွေပြန်တွဲပြီးတော့နောင်တရတာတွေကများတယ်လို့ကောက်လို့ချက်တင်မှာလဲစိုးထားတယ်နော်မှန်ပါတယ်အခုဒီအချိန်မှာတကယ်ဖြစ်နေတာတဲ့စိတ်ကအတိတ်နဲ့အနာဂတ်မှာတွားနေတာများတယ်အဲ့တော့တတိပဋ္ဌာန်ကဒီစိတ်ရဲ့ပြေးဒီလွာလဲပတ်နေတဲ့စာဝိုင်းတွေကနေခဏလေးဆွဲထုံလိုက်တယ်လို့မျိုးလားအဲ့လိုပြောလို့ရတယ်လို့ဒါပဲပိုးမနာကစိတ်ကသူ့တဘာဝအတိုင်းတွားနေတာကိုကတတိနဲ့ကြည်နေလိုက်တာမျိုးပေါ့ဒီမှာအထင်မှားတာတစ်ခုကတတိပဋ္ဌာန်ဆိုလားစိတ်ကိုလုံးဝဗလာဖြစ်အောင်ဘာမှမတွေးအောင်လုပ်တယ်လို့ထင်ကြတာဟုတ်အဲ့လိုထင်ကြတယ်တကယ်တော့အဲ့လိုမဟုတ်ဘူးအတွေးတွေကတော့သူ့တဘာဝအတိုင်းဝင်လာမှာပဲအရေးကြီးတာကအဲ့ဒီအတွေးတွေနောက်ကိုလိုက်ပါမသွားပဲအတွေးတစ်ခုဝင်လာပြန်ပြီဆိုပြီးတည်နေဖို့ပဲဟုတ်ကဲ့တင်တိုက်ဒီရွေ့နေတယ်လို့မျိုးစောင့်ကြည့်တာကောနော်ဟုတ်တယ်အဲ့ဒီတော့ပုံစံမျိုးပြီးတော့လေတတိပဋ္ဌာန်ဆိုတာတရားစခန်းဝယ်မှာအကြာကြီးထိုင်မှလို့ရတာမဟုတ်ဘူးနေ့စဉ်ဘဝထဲမှာပဲလေ့ကျင့်လို့ရတယ်ဒါဆိုရင်နေ့စဉ်ဘဝမှာဆိုရင်တော့အလောက်ကနေစိတ်ညစ်စရာအီးမေးလ်ဆောင်ရောက်လာတယ်ဆိုပါစို့တတိပဋ္ဌာန်မရှိရင်ချက်ချင်းဒေါသထွက်တာဒါမှမဟုတ်စိတ်ပူသွားတာဖြစ်နိုင်တယ်လေဟုတ်တယ်အဲ့ဒီအချိန်မှာတတိပဋ္ဌာန်ကဘယ်လိုကူညီပေးနိုင်မလဲကောက်တဲ့ဥပမာပါအလိုအီးမေးလ်မျိုးရောက်လာရင်ချက်ချင်းတုံ့ပြန်မဲ့စာတခဏလေးရက်လိုက်ပါပြီးတော့ကိုခန္ဓာကိုယ်ကိုအရင်တတိပြုကြည့်လိုက်ရင်နေတုံနေလားပခုံးနေတင်းနေလားအသက်ရှူရမြန်နေလားဟုတ်ကဲ့ပြီးမှစိတ်ထဲပေါ်လာတဲ့အတွေးတွေဥပမာဒီလူတော့ငါ့ကိုဖြုတ်ပြောတော့မယ်ငါတော့မလွတ်နိုင်တော့ဘူးစားတဲ့အတွေးတွေကိုကောင်းတယ်ဆိုတယ်မခွဲပဲငါစိတ်ထဲဓာတ်တွေပေါ်နေပါလားလို့တတိထားလိုက်ပေါ့ဟုတ်အဲ့ဒီလိုကိုဘာဖြစ်နေလဲဆိုတာတိလိုက်တဲ့ခဏလေးကစိတ်ခံစားချက်တိုင်းပောက်ကွဲတာတုံ့ပြန်တဲ့မျိုးမဟုတ်ဘဲနဲ့ဟုတ်ပို့ပြီးတော့အခြေအနေကိုချင့်ချင်ပြီးတီးတီးငြိမ်ငြိမ်ငယ်တုံ့ပြန်နိုင်ဖို့အချိန်ပေးလိုက်သလိုဖြစ်သွားတာဒါကတော့တော်တော်လေးလက်တွေ့ကြတဲ့အချက်ပဲနော်စိတ်ခံစားမှုနောက်ကိုတမ်းမလိုက်ပဲကိုဘာဖြစ်နေလဲဆိုတာအရင်သိအောင်လုပ်တာဟုတ်တယ်အဲ့လိုတတိကလိုက်တာကဦးနောက်ရဲ့စိတ်ခံစားမှုထွေးချုပ်တဲ့အစိတ်ပိုင်းကိုတော့ဖြောင်းလဲစေနိုင်တယ်လို့သူဒေသနာတချို့မှာတွေ့ရတယ်လေအန်တော့ဆရာပဲဒါဆိုတတိပဋ္ဌာန်ရဲ့အကျိုးကျေးဇူးကစိတ်ဖိစီးမှုရော့တာအပြင်တခြားရောဘာတွေချီအောင်မလဲအများကြီးပဲစိတ်ဖိစီးမှုရော့တာကတော့တည်တာတယ်နောက်ပြီးတော့အာယုံစူးဆိုင်မှုပိုကောင်းလာတယ်မညာအားလည်းကောင်းလာတယ်ပြီးတော့ကိုယ်စိတ်ခံစားချက်ကိုပိုပြီးစီမံနိုင်လာတာ emotional regulation ပေါ့ဟုတ်ကဲ့ကိုရောတခြားသူတွေကိုရောကရုဏာပို့ထားနိုင်လာတာဒါတွေကတကယ်အကျိုးကျေးဇူးတွေပဲဆက်ဆံရေးတွေမှာတော့သုံးဝင်လားရန်သုံးဝင်ပါတယ်ဥမာတရားနဲ့တရားစကားပြောတဲ့အခါကိုပြန်ပြောချင်တာတွေကိုစိတ်ထဲကအမြင်တွေကိုပဲစဉ်းစားမနေတော့ဘဲနဲ့တစ်ဖက်လူပြောတာကိုတကယ်စိတ်နဲ့ပြီးနားထောင်ပေးနိုင်လာတာမျိုးပေါ့ဟုတ်အဲ့ဒါကဆက်ဆံရေးတွေကိုတကယ်ပိုကောင်းစေနိုင်တယ်လို့အရင်းမြစ်တွေမှာလည်းတွေ့ရတယ်အဓိကကတော့လေပြစ္ဆုတ်ပံမှာပို့ပြီးအတုံးဝင်လာတာပို့ပြီးတကယ်ရှင်းတန်နေထိုင်နိုင်လာတာပဲ
ဒါဆိုဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုအချင်းချင်းရရင်တတိပဋ္ဌာန်ဆိုတာကအခုလက်ရှိပစ္စုပန်ကိုရည်ရွယ်ချက်ရှိအကောင်းဆုံးမခွဲခြားပဲအာယုံစိုက်ခြင်း ဟုတ်ပါတယ် ပြီးတော့စိတ်ကသူ့အလိုလိုဟိုရုပ်ဒီရုပ်ဖြစ်နေတာကိုတတိထားမိခြင်းအားဖြင့်စိတ်ဖြီးစည်းမှုလီစိတ်ခံစားမှုပြင်းထန်တာတွေကိုရှော့ချပေးနိုင်တဲ့နည်းလမ်းတစ်ခုပေါ့နော် မှန်ပါတယ် စိတ်ကိုလုံးဝရှင်းပြတာမဟုတ်ပဲဖြစ်နေတာကိုပိုပြီးကြည်ကြည်လင်လင်မြင်လာအောင်ကုညီတာမျိုး ဟုတ်ကဲ့ဆိုတော့အဆုံးသက်အနေနဲ့နားထောင်နေသူတွေကိုစဉ်းစားကြရလေးတစ်ခုထားခဲ့ခြင်းတာက ဟုတ်ကဲ့ အခုနကပြောတဲ့တတိပဋ္ဌာန်ရဲ့အနှစ်သာရပေါ့အထူးသဖြင့်တရားတွေမဆုံးဖြတ်ပဲလက်ရှိကိုတတိပြုခြင်းဆိုတာကိုလေနေ့စဉ်ဘဝတည်းကအရန်ယူရှင်းတဲ့အလေးထားတစ်ခုခုမှတမင်တကာလေးထည့်ပြီးလေ့ကျင့်ကြည့်ရင်ဘယ်လိုနေမလဲ ဥပမာဘယ်လိုမျိုးလဲ ဥပမာမနက်ခင်းကော်ဖီတောက်တဲ့အခါပထမဆုံးတစ်ငုံကိုတတိထပြီးအာရတာခံကြည့်ရမျိုး ဒါမို့ကွန်ပျူတာ loading ဆော့နေတဲ့စက္ကန့်ပိုင်းလေးတွေမှာကိုယ့်ရဲ့အသက်ရှူမှုကိုခဏသတိပြုကြည့်လိုက်တာမျိုးပေါ့ အော်တေးသေးလေးတွေနဲ့စောက်ရတာပေါ့ ဟုတ်တယ်အဲ့ဒီလိုတင်းငယ်တဲ့အခိုက်အတန့်လေးတွေမှာသတိလေးကတ်ကြည့်လိုက်တာကဒီနေ့တာလုံးရဲ့စိတ်ချနေတဲ့အတွေ့အကြုံတွေအပေါ်မှာဘလို့အပေါင်းလက္ခဏာဆောင်တဲ့တက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုကိုယ်တိုင်စူးစမ်းလေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်